မိသားစုနဲ့ဒီလိုပဲစီစဉ်လုပ်နိုင်နေတယ်လို့လေ။ဒီကထိုးတဲ့နဲ့ဆိုတော့ဘာလို့လဲဖြစ်ပါလဲ။โอเคဆက်ဆုံးနေပြီမင်းတို့မှာဆောင်းလေးဆက်ဆက်လုပ်လို့ရပါစေ။